ငိုးမကားဆရာတို့ကတော့ဆရာတင်ထားရတယ်ဒီနယ်တကြောမှာအပီတကယ်ပြောရရင်တားဆွဲတီးရဲ့စားပဲကြီးဆိုတာဒီလိုပဲမဆိုရင်ငပြေမတောင်ချမ်းတာမပေးဘူးလူရှိမှာဂျေတုံးနဲ့လေးတစ်ထုပ်ဖောက်စားမိပါတယ်အပေါင်မြင်တိုင်းထိုးမယ်လုံးနေလို့မနေတားထားရတယ်လက်ညှိုးနဲ့ပြောတာပါအပေါ်ရန်ကြည့်ပြီးတာမန်လူတော့မထင်နဲ့ချမ်းသာချက်ကတော့အီလွန်မတ်တောင်ဆရာခေါ်ရောက်လောက်မယ်လာကပောင်မှာခြံဝယ်ပြီးတိုက်ဆောက်ဖို့ပနက်ရိုက်ထားပြီဆောက်တော့မဆောက်ရသေးဘူးဗျံဆရာတွေကိုလောအားကမပေးနိုင်သေးလို့မနေ့ကတောင်ထိုင်းနိုင်ငံပတ္တရားကမ်းကြီးကပြန်လာတာအပန်းပြေသွားတာမဟုတ်ဘူးခရုမမြင်ဘူးလို့တွားကြည့်ရတယ်မနှက်ပြန်နောက်တစ်ခေါက်ထပ်တွားအောင်မှာတွားလိုက်တန်ကြံခဲ့လို့ငုံးမစားပဲကြီးဒါကြကျွဲလွန်းသွားပြီနောက်လာတယ်မှာတူးမွေးနေပွဲအတွက်ဘလက်ပွင့်ဖွဲကိုတွားငှားထားတယ်ရဲ့အချင်းဆိုခိုင်းမလို့မဟုတ်ဘူးမွေးနေကိတ်ဘွားဖျောင်းနိုင်ကိုမင်းကြီးခိုင်းမလို့လေ Happy birthday ဆိုခိုင်းမို့တောင်တေလာစစ်ကိုငှားထားတာတွားရှုပ်လို့မရဘူးမွေးနေပွဲလာတဲ့လူတွေကိုတောင်အနောက်တိုင်းစားစားတွေပဲကြွေးမှာကောင်းချင်းမောင်းနဲ့ဘူးရီကြော်တယ်ဗျာတောက်တဲ့စားတိုင်းတော့ထမ်းရည်နဲ့ပဲကြီးတော့ဗောပေးခြင်းနဲ့မစီရတော့မင်းပါလားမင်းဘာကောင်းကြီးဖြစ်နေနေစားပဲကြီးနဲ့တွေ့ရင်ဖျောင်းနိုင်မော့ရမယ်ဆိုတာပါပဲ